မလုံနဲ့လို့ပြောနေနော်ဟမ်မလုံနဲ့လို့ဘယ်မှာပြောနေတယ်ဟောဒါကျွန်တော်တမ်းမဟုတ်ဘူးဗျာဟောသူတမ်းမဟုတ်ဘူးဘယ်ကငားလာတော့ဟာပြောလာနေတာလေကွာဟောရမင်းတို့ဓမြတိုင်းနေတာကွာဓမြတိုင်းနေတာဟုတ်တယ်ဟောဒါလာရောက်တာဒီမှာလည်းမရှိဘူးလေကြားတာကြားလာဘာပေါ်မလုံနဲ့နော်မလုံနဲ့ဟမ်မလုံနဲ့လို့ပြောနေနော်ဟမ်မလုံနဲ့လို့ဘယ်မှာပြောနေတယ်ဟောဒါကျွန်တော်တမ်းမဟုတ်ဘူးဗျာဟောသူတမ်းမဟုတ်ဘူးဘယ်ကငားလာတော့ဟာပြောလာနေတာလေကွာဟောရမင်းတို့ဓမြတိုင်းနေတာကွာဓမြတိုင်းနေတာဟုတ်တယ်ဟောဒါလာရောက်တာဒါကိုယ်သေးတခြားမှ2000တော့ပါကောဝယ်လိုက်တယ်မှာကွာဘာလို့သူကတများလာနေတာလေကွာရောက်လို့ရောက်ငါရှောင်တက်တာမင်းလည်းသိရတာနော်သိလို့ဟေးဓမြတိုင်းနေတာမင်းတို့ကဓမြတိုင်းနေတာကွာဟမ်မင်းတို့ဓမြလာတိုက်တာမီတာလာဖတ်တာဟောမီတာဘောဟိုမှာလေဟောဟိုမှာလေအော်ဘိုင်းလို့လေကွာမင်းလေကွာလူတော့ပါရောက်တိုက်စမ်းပါဒီကောင်ဟေးဓမြလာတိုက်တာမဟုတ်ဘူးကွာမီတာလာဖက်တာကွာရုပ်ပဲနေပြနေပြီဓမြလာတိုက်တာဓမြလာတိုက်တာအချိန်ပြန်ကြောင်အောင်ပဲမင်းအောင်နေမင်းအောင်နေဒီကွာအေးကြောင်ရှိတာခုံထုတ်အစရှိတာခုံထုတ်ဟမ်အဲ့လောက်တော့မကားပါဘူးမကောက်တာအိုးဘာတွေပြောနေလဲမသိဘူးကွာငါသိချင်တယ်မင်းတို့ဓမြလာတိုက်တာလို့ပြောနေတာစိတ်မရှိတော့လို့ရောရမင်းမပြောတော့ကွာသိတယ်ပါမင်းကြောင်တော့မလုံနဲ့နော်မင်းပိုင်တယ်ဦးပွတ်သွားမယ်ဟမ်သူဘာပြောနေတာလဲအိုးသိနေတယ်ဗျာဟေးငါသဘောပေါက်သွားပြီသဘောပေါက်သွားပြီမင်းဘလောက်ပြောဒီကောင်ကကြားမှာမဟုတ်ဘူးဒီကောင်နားလေးနေတာဟမ်ကြားရတယ်ဗျာအိုးဒါကြက်ကြားတယ်ခံမန်းပြီးတော့ပြောလိုက်တာအိုးခံမန်းတာလည်းကွက်တိပဲဟေးလုံးမနေနဲ့တော့ငါတို့ဒီမှာကြာနေလေပန်ဝစ်ကျင်ကြာပြီးတော့ရဲတိုင်တော့ငါတို့ထောင်နှန်းဆန်ရလိုက်မယ်လာဓမြလည်းမတိုင်နဲ့တော့ဒုက္ခပဲအိုးလာပြီတော့ဟိုညမဲမရှိလို့ဓမြတိုက်စားပါလေဆိုတော့နည်းနည်းကလေးနဲ့လာတွေ့နေဘယ်တော့မှလာမတိုင်မေးတော့ကိုတို့ကျွန်တော်လည်းလိုက်မယ်လေပြောတယ်လေမင်းပြောလိုက်ပါအခုတော့ပဲသွားကြမှာလေရဲစခန်းဟုတ်တယ်ဟာအဲ့ဒါဆိုအတော်ပဲဒီမှာပတ်စံ300နဲ့လေလောဝရတနာပစ္စည်းတွေပျောက်သွားတယ်ဆိုတဲ့ဟာကိုစခန်းမှုကြီးမှာအခုတို့အမှုဖို့ပဲကဲနော်အော်မင်းကိုရွဲနေတာနေသားမအောင်မင်းအတေရမဟုတ်လားမဟုတ်ဘူးကျွန်တော်လည်းတခိုးပဲတခိုးတယ်ကလေးတခုပေါ်လာဒါဆိုနားမလေးဘူးပေါ့ဟုတ်တယ်ဟာငါတို့လောက်ပါပြီ ဟုတ်တယ်ဟေးမပိုက်ဘူးဟေးတော့တယ်လေဟေးရောက်လေအာနလေးတခုရဲ့အာလုံးဟေးတခိုးလောက်တာဓမြခံလဲရပြီ